အော်လေအရင်ကလောက်ခဲ့ဘူးတယ်တခွဲအလုပ်ကိုအခုအချိန်ပိုင်းနေနဲ့ပြန်ဝင်နေပါတယ်လုပ်ဖူးမှတိဆိုသလိုပဲအလောက်ကပြန်တာနဲ့ကကျင်နဲ့ခုံကျင်နဲ့နောက်တာပါပြန်ပြောမယ်အလောက်ကအော်လေအိမ်ပြန်ရောက်တာနဲ့တခုစားကျင်နဲ့အနားယူကျင်နဲ့ဖုံးသုံးကျင်နဲ့စသဖြင့်စိတ်တွေဝင်လာတယ်ပေါ့နော်ငါအချိန်ကိုအကျိုးရှိအသုံးချရမယ်ဆိုတာလဲအော်လေကောင်းနဲ့တိတ်မရှိတော့ဘူးဒီကနေမှအော်လေစီကိုရှူဘူးတဲ့အလုပ်ဝင်နေတဲ့သူတွေရင်ဖွင့်ဘူးတဲ့ကိုလုပ်ကျင်တဲ့အရာတွေအတွက်ကိုပိုင်အချိန်မရှိဘူးဖုံးမဲသုံးနေမိတယ်အဲ့လိုမျိုးစကားတွေရောလေပြန်ပြီးတော့သတိရလာပါတယ်ဒီတော့ဝင်ငွေတစ်ခုရဖို့မဖြစ်မနေအလုပ်ဝင်နေရတဲ့သူတွေအနေနဲ့ကိုအိမ်ပြန်ရောက်တဲ့ညနေခင်းအချိန်တွေကိုအချိန်မဖြုံးတော့ဘဲနဲ့အကျိုးရှိရှိအသုံးချတတ်ဖို့လိုအပ်လာပါတယ်အဲ့လိုမှရေရှည်မှာစိတ်ချမ်းသာမှာပါမဟုတ်ရင်ငါဘွားကဒီတိုင်းပဲသွားနေတော့မှလားဆိုတဲ့စိတ်ကအမြဲတမ်းကြီးစိုးနေပါလိမ့်မယ်ပထမဆုံးအနေနဲ့ကာယမညာနာညာနာမကာယဆိုတဲ့စကားလေးကိုအရင်မှတ်ပေးပါခေါင်းရှုပ်သွားပြီလားဆက်ပြီးတော့နားထောင်ကိုကအုံနောက်ကိုသုံးပြီးတော့အလုပ်လုပ်နေရတဲ့သူဆိုရင်ပြန်လာတာနဲ့ကာယသုံးတဲ့အနေနဲ့လှုပ်ရှားမှုတစ်ခုခုလုပ်ဖို့လိုပါတယ်အဲဒါကြောင့် all အနေနဲ့အထိုင်များတဲ့နေ့တွေဗီဒီယိုအတစ်လုပ်ဖြစ်တဲ့နေ့တွေမှာဆိုရင်အားကစားမဖြစ်မနေလုပ်ပါတယ်ဟုတ်ပြီကိုကတစ်နေ့လုံးလှုပ်ရှားရှားအလုပ်လုပ်နေရတဲ့သူဆိုရင်တော့ပြန်လာရင်ညာနာစဉ်းစားတဲ့အလုပ်တစ်ခုအတွက်အချိန်ပေးဖို့လိုပါတယ်ဥပမာစာဖတ်တာတစ်ခုခုလေးလာတာစသဖြင့်အဲ့ဒါလေးလုပ်ပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့တော့ဒီညနေခင်းအချိန်တွေမှာအောင်မြင်မှုသေးသေးလေးတစ်ခုဖန်တီးပေးဖို့လိုပါတယ်အဲ့လိုမှကိုချိန်နဲ့အားရမှုဆိုတဲ့စိတ်ကလေးကဖြစ်လာမှာအော်လေအနေနဲ့တော့ညနေခင်းနေ့အချိန်တွေရောက်ပြီဆိုရင်ပေါ့ပါလေးလာတဲ့စကီးလေးတွေထပ်ပြီးတော့ဖြည့်ဖြစ်တယ်အော်လေအခုလက်ရှိကတော့ရွှေနှုတ် Academy ကနေလက်ဆောင်ရထားတဲ့21 Career Power Skill ဆိုတဲ့သင်တန်းကို join ဖြစ်နေပါတယ်ဒီသင်တန်းကိုစ join တဲ့အချိန်တုန်းကသင်တန်းရဲ့အဓိကရည်ရွယ်ချက်ကလုပ်ငန်းခွင်ဝင်နေတဲ့သူတွေပြီးတော့လုပ်ငန်းခွင်ဝင်မှုစူးစမ်းနေတဲ့သူတွေအတွက်ရည်ရွယ်ထားတာဆိုတော့အော်လေကကြ freelance လုပ်နေတာဆိုတော့ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ဆက်ပြီးတော့မ join မနဲ့ကြော်သွားမလို့ပဲဒါပေမဲ့လည်းငါအနေနဲ့ရှေ့လျှောက်ဝန်ထမ်းအနေနဲ့အလုပ်လုပ်ဖို့အတွက် plan ရှိတယ်ဆိုရင်ဒါလေးတွေတိထားတင်တာပဲဆိုတဲ့စိတ်နဲ့အော်လေဆက်ပြီးတော့ join ဖြစ်တယ်အဲ့တော့အော်လေရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းနိုင်ငံခြားမှာအလုပ်ဝင်နေတဲ့သူတွေဒါမှမဟုတ်လုပ်ငန်းခွင်တစ်ခုမှာဝင်နေတဲ့သူတွေအလုပ်ဝင်ဖို့စူးစမ်းနေတဲ့သူတွေပါမှာအဲ့လိုမျိုးသူတွေအနေနဲ့ကလုပ်ငန်းခွင်မှာစိတ်ထားတတ်ဖို့ပြီးတော့လုပ်ငန်းခွင်ရသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေဖို့ပြီးတော့လုပ်ငန်းခွင်နဲ့လုပ်ငန်းခွင်ပြင်ပမှာကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုစီမံတတ်ဖို့ပြဿနာတွေယုံကြည်မှုရှိရှိဖြေရှင်းတတ်ဖို့ပြီးတော့ကိုယ့်ရဲ့အလုပ်နဲ့ AI ကိုပေါင်းစပ်နည်းတွေကိုသိဖို့လိုအပ်လာတယ်အဲ့ဒီစကီးတွေအားလုံးက21 Career Power Skill ထဲမှာပါပါတယ်သင်တန်းမှာကရွှေနှုတ်ဖောင်နာတွေရဲ့တကယ်လက်တွေ့လုပ်ငန်းခွင်ပြင်ပအတွေ့အကြုံတွေကို sharing လုပ်ပေးထားတာသင်ပေးထားတာမို့လို့ all အတွက်တော့အခုလက်ရှိအချိန်ဒီလေးလာတာ realistic ဖြစ်တယ်ပြီးတော့လက်တွေ့မှာလည်းငါအနေနဲ့ဒီလိုမျိုးဟာလေးတွေအသုံးချသင့်တာပဲဆိုပြီးတော့လည်း all တကယ် apply လုပ်ဖြစ်တယ်ပေါ့နော်လက်ကတော့အခုဒီ21 Career Power Skill ကိုရွှေနှုတ် Academy မှာလေးလာဖြစ်နေတယ်တီးတဲ့သူကဒီသင်တန်းကို join ချင်တယ်ဆိုရင်လာမယ့်7မှာ3ရက်နေ့မှာ batch 3ဖွင့်ဖို့ရှိပါတယ်သတင်းကောင်းတစ်ခုရှိပါသေးတယ်အဲ့ဒီသတင်းကောင်းကတော့အော်လက်အခုပြထားတဲ့ကုတ်ကိုသုံးပြီးတော့ဒီ21 Career Power Skill ကို join မယ်ဆိုရင်ငကိုသင်တန်းကြီး9သိန်းရနေပြီးတော့ 50% discount နဲ့ join လို့ရမှာပါအဲ့တော့ကို့အနေနဲ့ဒီ21 Career Power Skill သင်တန်းကို join ပြီးတော့ skill ဖြည့်ထားခြင်းနဲ့ဆိုရင်အသေးစိတ်တွေအားလုံးကိုအော်လက်အခုပြထားတဲ့ Facebook page မှာလေးလာနိုင်ပြီးတော့အော်လက်အခုပြထားတဲ့ကုတ်နဲ့ 50% discount ယူဖို့လည်းမမေ့ပါနဲ့ရှေ့လျှောက်မှာလည်းအော်လက်ဒီသင်တန်း join ပြီးသွားပြီဆိုရင်အော်လက်သင်ယူခဲ့ရတယ်အော်လက်အတွက်တကယ်ကိုပြင်မာတကယ်လက်တွေ့ apply လုပ်လို့ရမယ်ချက်တွေအကြောင်းအရာတွေကိုလည်းအော်လက်ဗီဒီယိုတစ်ပုဒ်လုပ်ပေးဖို့ရှိတာမို့လို့အော်လက်ရဲ့ social media platform တွေကို follow လုပ်ထားဖို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့